ကွန်ပျူတာမှာ command box ကနေပြီးတော့ software တွေကို install လုပ်တဲ့နည်းလေးကိုပြပေးမယ်။အဲ့လိုမျိုး command box ကနေပြီးတော့ software ကို install လုပ်ချင်တယ်ဆိုရင်ကျွန်တော်တို့ software install လုပ်လို့ရတဲ့ဒီ tool တစ်ခုကို download ဆွဲပေးရတယ်။အဲ့တော့အဲ့ tool ကို download ဆွဲမယ်ဆိုရင် browser ကိုဖွင့်ပြီးတော့ chocolate လို့ရိုက်လိုက် chocolate မှာ chocolate ဆိုတာရိုက်ပြီးတော့ enter နှိပ်လိုက်ရင် chocolate website ကိုကြာလာမယ်အဲ့ထဲမှာ installing chocolate ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက်မယ်ပြီးရင်ဒီအောက်ကိုနဲ့ဆွဲလိုက်ရင်သူ့ကို install လုပ်တဲ့ဒီမှာ PowerShell script လေးရှိတယ်ဒီ PowerShell script လေးကိုကျွန်တော်တို့ copy ယူပြီးတော့ဒီ PowerShell ကိုဖွင့်လိုက်မယ် PowerShell ကို administrator နဲ့ဖွင့်ပေးရမယ်ဒီမှာ run as administrator ကိုနှိပ်ပေးလိုက်ပါပြီးတော့ဒီမှာ PowerShell ပေါက်ကျလာပြီဆိုရင်ကျွန်တော်တို့ကဒီထဲမှာ right click တစ်ချက်နှိပ်လိုက်တာနဲ့ခုနကူးထားတဲ့ copy ထားတဲ့ဒီ script တွေက auto paste လုပ်သွားလိမ့်မယ်ပြီးရင် enter နှိပ်ပေးလိုက်ပါဒါဆိုရင်သူစပြီးတော့ဒီ software install လုပ်လို့ရတဲ့ tool ကိုစပြီး install လုပ်နေပြီပေါ့နော်ဒါဆိုရင်ပြီးသွားပြီအဲ့တော့ဒီ tool ကတကယ်လုပ်လားမလုပ်လားကိုသိချင်ရင်ကျွန်တော် command လေးနဲ့စမ်းကြည့်လို့ရတယ်သူ့ရဲ့ command က choco ပေါ့နော်ဒီမှာရေးထားတဲ့ဒီ choco အဲ choco ဆိုပြီးကျွန်တော်ရိုက်ကြည့်လိုက်မယ် choco ဒီလိုလေးပေါ်လာပြီဆိုလို့ရှိရင်ဒါကျွန်တော်တို့ software ကို install လုပ်လို့ရပြီပေါ့နော်ဒီလိုပေါ်လာပြီဆိုရင်ကျွန်တော်တို့ကြိုက်တဲ့ software တွေကို install လုပ်လို့ရတယ်အဲ့တော့ကျွန်တော်တို့ဘာ software တွေကို install လုပ်မလဲဆိုတော့ခုနက free software တွေတော်တော်များများပေါ့ open source software တွေ install လုပ်လို့ရတယ်အခုကျွန်တော် VLC ဆိုတဲ့ဒီ video ကြည့်တဲ့ player တစ်ခုကိုကျွန်တော် install လုပ်ကြည့်မယ်နော်အဲ့တော့သူ install လုပ်တဲ့ command က choco ပြီးရင် install ဆိုပြီးတော့မှ VLC လို့ညှက်လိုက်ဒီလိုမျိုး command terminal ကနေပြီးတော့မှ install လုပ်တာက Linux operating system သုံးတဲ့လူတွေတက်ကတော့မထူးဆန်းပေမဲ့ Windows သုံးတဲ့လူတွေတက်ကတော့ဒီလိုမျိုး command line ကနေပြီးတော့ install လုပ်တာကထူးဆန်းကောင်းထူးဆန်းနိုင်တယ်ပေါ့နော်ဒါပေမဲ့ဒီ software တွေကို download သွားပြီးတော့ browser ကနေသွားရှာနေကြမလို့ပဲねဒီ terminal ကနေပဲကိုကြိုက်တဲ့ software လေးကို install လုပ်လို့ရတာဟိုတော်တော်လေးအဆင်ပြေတယ်ပေါ့နော်အဲ့အတွက်ဒီလိုမျိုး software လုပ်တဲ့ method လေးကိုကျွန်တော်မျှဝေပေးပါတယ်Okay ဒီလိုမျိုးကြာလာပြီသူဒီမှာမေးပြီနော် yes or no လား all လားဆိုအဲ့တော့ all လုပ်ဖို့အတွက် a နှိပ်ပြီးလိုက်မယ်ဒါဆိုလို့ရှိရင်ဒါပြီးသွားပြီပေါ့နော်ပြီးသွားရင်ကျွန်တော် VLC software ကိုရှာကြည့်လိုက်မယ်ဒီမှာ VLC software လေးရောက်နေတာတွေ့လိမ့်မယ်ကိုက software ကိုရှိမရှိသိချင်တော့ search လုပ်ပြီးရှာလို့လည်းရတယ်choco search ဆိုပြီးတော့ကျွန်တော်ဒီတခြား software တစ်ခုခုပေါ့နော်ဒီမှာဒီ notepad နဲ့ပတ်သက်တဲ့ software ရှာလိုက်ပြီဒါဆိုတော့သူ့ရဲ့ repository ထဲမှာရှိတဲ့ဒီ notepad နဲ့ပတ်သက်တဲ့ software တွေပေါ့ဒီမှာအများကြီးကြာလာအဲ့ဒီထဲမှာကိုကြိုက်တဲ့ software တစ်ခုကိုကိုကယူပြီးဆွဲလို့ရတယ် Okay ဒါဆိုဒီနေ့တော့ဒီလောက်ပါပဲเนาะစမ်းကြည့်ကြပါ